အဲ့ပုံစံလေးကျွန်တော်တို့ဆင်ကြည့်မယ်โอเคဒီမှာ stack ခလုတ်လေးတစ်ခုသုံးမယ် stack ခလုတ်လေးတစ်ခုသုံးမယ်ဒီမှာ anno contact ကိုသုံးမယ်เนาะ stack ခလုတ်လေးရဲ့ anno contact ကိုသုံးမယ်เนาะဒီမှာဒီမှာ23 24လို့ရေးထားတယ်เนาะ3နဲ့4နဲ့ဆုံးတာဖြစ်တဲ့အတွက်ဒီကောင်က anno contact เนาะ anno contact ပြီးတော့ဒီမှာအစိမ်းရောင်လေးပြထားတယ်เนาะဟုတ်ပြီဒီ push button လေးကိုကျွန်တော်သုံးမယ်အဲ့တော့ဒီကောင်လေးကိုဝင်လာမှာကဒါ EPC ရဝင်လာမဲ့ line ပေါ့နော်ဒါလေးကဒီမှာ line ဒီ line EPC ရလာတဲ့ line လေးကဒီမှာ anno contact ကိုလာဝင်တာเนาะဒီမှာဒီက line เนาะ line ကနေပြီးတော့ anno contact ကိုဝင်တယ်ဝင်ပြီးရင်သူကနေပြန်ထွက်မယ်เนาะဒီ anno contact ရဲ့တစ်ဖက်ကနေပြီးတော့ပြန်ထွက်လာမယ်ပြန်ထွက်လာပြီးတော့ဒီ conductor ရဲ့A1 ဖြစ်ဖြစ် A2 ဖြစ်ဖြစ်เนาะတစားကိုကျွန်တော်တို့သွားလိုက်မယ်ခုနကကျွန်တော်ကဒီ push button မှာ4ကိုလာပြီးတော့ဝင်ထားဆိုတော့ကျွန်တော်3ကိုလာပြီးတော့4ကိုလာပြီးတော့ဝင်ထားဆိုတော့ဒီမှာ3ကနေပြန်ထွက်မယ်เนาะ3ကနေပြန်ထွက်ပြီးတော့ဒီ conductor ရဲ့ A1 ဖြစ်ဖြစ် A2 ဖြစ်ဖြစ်တစားကိုကျွန်တော် join လိုက်မယ်ဟုတ်ပြီနော်ပြီးရင်ဒီမှာဒါ A1 မှာကျွန်တော်က line ရအောင်လုပ်ထားတာเนาะ control လုပ်ထားတာအဲ့တော့ဒီမှာ A2 ကလွတ်နေတယ် A2 ကိုကျွန်တော် neutral ပေးလိုက်မယ်เนาะဒီကောင်လေးဒီမှာ A1 ကိုကျွန်တော်လာပြီးတော့ပေးထားဆိုတော့ A2 ကနေ neutral join ပေးရမယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပုံလေးအတိုင်းပဲပေါ့နော်ပုံလဲသေချာလိုက်ကြည့်ပြီပုံအတိုင်းပဲကျွန်တော်ဆင်တာเนาะဒီပုံလေးအတိုင်းပဲကျွန်တော်ဆင်တာဒီမှာ line ဘက်ကနေလာတယ် anno contact ကိုဝင်တယ် anno contact ကိုဝင်တယ် anno contact ကနေပြီးတော့ပြန်ထွက်လာတယ်ပြန်ထွက်လာပြီးတော့ဒီ conductor ရဲ့ A1 ကိုလာဝင်ထားတယ်เนาะဒီမှာ conductor ရဲ့ A1 ကိုလာဝင်ထားတယ်ပြီးတဲ့အခါမှာဒီ A2 ကနေပြီးတော့မှ neutral တစားထုတ်တယ်เนาะအဲ့တော့ဒီက line နဲ့ဒီက neutral နဲ့အဲ့ဒါကိုကျွန်တော်တို့က EPC ရလာတဲ့ power ကိုပေးမယ်เนาะဒီဘက်က line เนาะကျွန်တော်တို့က line ပေးရမယ့်ဟာကိုဒီမှာ line မှာပဲဝင်လိုက်เนาะခုနမီးလင်းတာ line ပေါ့ဒီကောင် neutral เนาะဒီမှာပေးလိုက်ပြီအဲဆိုရင်ဒီမှာ conductor လေးကိုသေချာကြည့်ပြီเนาะညခလုတ်နှိပ်လိုက်လို့ရှိရင်ဒီကောင်က on သွားလိမ့်မယ်เนาะဟာတစ်ချက်ကြည့်ပြီပါ push button ကိုကျွန်တော်နှိပ်လိုက်တယ်နှိပ်လိုက်ရင်ဒီမှာ conductor လေး on သွားတယ်เนาะ push button နှိပ်ထားရင်ဒီမှာ conductor on နေတယ် push button ကိုပြန်လှုပ်လိုက်ပြီဆိုရင် conductor ပြန် off သွားတယ်เนาะ okay ရတယ်